sao ở đây cài tha từ đây mà phía mình đi sao lẽ mà không bảo mình là bà cầm nhá thì nãy giờ đó cú CIO này phơi nào mà số đó thì CI sao này bắt đầu bị cho nó nên đi biểu biểu về nó thì CI sao thâu nhà mẹ tập phơi vậy là bắt đi lẽ nhà mẹ tập phơi vậy thâu nhà mẹ phơi vậy rồi bị phơi xí bà đấy cầm nhá ấy thế mà cho nó sao mà phía mình đi lẽ nhà mẹ phơi vậy nó cả sao mà phía mình đi thâu nhà mẹ phơi rồi bị đó thà bị xí biển nàyဗျကျွန်တော်တို့စာအုပ်ကဥပီဇာတော်ဖို့အတွက်ပေါ့နော်ဒီနေလေးဒီလူဟောင်းတွေနေလေးကင်ထားတဲ့အဖွဲ့တွေထဲမှာဒီ2024ပြီးခဲ့တဲ့နှစ်ကထုတ်ထားတဲ့စာအုပ်တွေကတော့လုံးဝထုတ်เสียမလို့เนาะဒီလူတွေကကျွန်တော်တို့ဒီပုံမှန်အတိုင်းဗီဇာဖွင့်တဲ့အခါကျဗီဇာထည့်လိုက်ရင်ရပြီရောเนาะဗီဇာတော်တဲ့ဟာကျွန်တော်တို့ဒီလဲတဲ့အဖွဲ့မှာကျွန်တော်တို့6လပေါ့မိမိစာအုပ်တက်တန်ပေါ့เนาะ6လ2023လို့2022တုန်းကထုတ်ထားတဲ့စာအုပ်တွေကြတော့ကျွန်တော်တို့သိမကြံတော့2026တလပိုင်း2လပိုင်းအဲ့စာအုပ်တွေကတော့ကျွန်တော်တို့လဲထားတာကောင်းတယ်ပတ်စံနဲ့အဆင်ပြေခဲ့ရင်ပေါ့နော်ဘာဖြစ်ဆိုတော့ကျွန်တော်တို့ခုဗီဇာတော်ပေးတဲ့လူတွေလူဟောင်းတွေကကျွန်တော်တို့ဘယ်ရက်ဘယ်နေ့ဆိုပြီးတော့အတိအကျသူတို့မပြောသေးဘူးဗီဇာတော်ပေးမှာပေါ့နော်အဲ့အတွက်ကျွန်တော်ဗီဇာတော်တဲ့နေ့ကစပြီးတော့ကျွန်တော်တို့စာအုပ်ကိုကြည့်လိုက်ရင်6လတက်တာမကြံတော့ဆိုကျွန်တော်တို့သူတို့ကထုပေးမှာမဟုတ်ဘူးဗီဇာတော်ပေးမှာမဟုတ်ဘူး6လဟိုဘက်ရှိတဲ့လူတွေကတော့ထုပေးမယ်ဒါပေမဲ့အဲ့ဒီဟာလည်းကျွန်တော်တို့9လဆိုရင်9လအထိပဲသူကဗီဇာထည့်ပြပေးမှာနောက်စာအုပ်လဲမှာဗီဇာချိန်လိုက်မှာဒါ2နှစ်အပြည့်ရမှာပေါ့နော်အဲ့ဒီပုံစံဒါစာအုပ်လဲမဲ့အဖွဲ့ပေါ့နော်ပတ်စံတွေမကုန်သေးတာမကုန်အောင်ကျွန်တော်ကပြောပြပေးတာပါနော်ဟုတ်ကဲ့နောက်ထပ်တစ်ဖွဲ့ကတော့မဖြစ်မနေထုတ်ရမယ့်အဖွဲ့အဲ့တူကဘလူတွေလဲဆိုတော့ဒီခုဘိုက်ရိုက်ထားတဲ့လူတွေနေလေးထွက်ပြီးနေလေးဟိုဟာပြီးခဲ့တဲ့ကူဒီနှစ်ပေါ့နော်ဘိုက်ရိုက်ပြီးတော့ခုဝါပါမေးပေါ့နော်ဒီဘိုင်အနုမထွက်ထားပြီးငွေရှိပေါင်ရှာရှိပြီးလက်ဝေနှိပ်ထားပြီးဆိုတဲ့လူတွေကမဖြစ်မနေ CI စာကိုထုတ်ရမယ်။ဘာလို့ဆိုတော့ဒီတချို့ကကျွန်တော်ပြောတယ်ဘိုင်ရိုက်ပြီးဘိုင်ရောက်ကရပြီတဲ့ကျွန်တော်တို့ကဒီတိုင်းနေလို့မရပါဘူးဗျာ။ဘာဖြစ်ဆိုတော့ဒီမှာတက်တန်းရှိပါတယ်။3လပိုင်း31ရက်နေ့ကျရင်ကျွန်တော်တို့ဒီဘက်ကပြီးသွားပြီ။အဲ့မပြီးခင်ကျွန်တော်တို့ကဒီစာအုပ်ကိုထုတ်ရမယ်။ဒီစာအုပ်ရှိမှသာအခုလိုမျိုးသွားလာရင်လည်းရဲရဲတင်းသွားရမယ်။မာပြီးပြန်လို့လည်းရမယ်ပေါ့နော်။အဲ့ဒါစာအုပ်ထဲကိုစာအုပ်ထုတ်ပြီးတော့ကျွန်တော်တို့ဗာထက်လို့မှာဆိုရင်ဗီဇာလျှောက်ရအောင်မယ်ဒီလူတွေကငွေနည်းနည်းပိုးကုန်မယ်ဟုတ်လားစာအုပ်လဲတဲ့လူကတော့တိတ်မကုန်ဘူးစာအုပ်ဟိုရအပေါ်ကားရပဲကုန်မယ်နောက်ဗီဇာဖွင့်တဲ့အခါကျမှဗီဇာအဟောင်းထဲမှာထည့်ပြီးတော့ကျွန်တော်တို့ပြောင်းထည့်ပေါ့နော်အဲ့ဒီပုံစံကတော့တစ်မျိုးသွားမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကကျွန်တော်တို့ပတ်စံတွေမကုန်သေးတာမကုန်အောင်ကျွန်တော်ကပြောပြတာဖြစ်ပါတယ်ကျွန်တော်တီးတွေပြောပြတာပါအကျိုးတစ်စုံရာရှိတယ်ဆိုရင်လည်း share တာပဲဖြစ်ဖြစ်လုပ်ပေးပါအားလုံးကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ဘိုးဝင်းပါခင်ဗျာ